Hello တယ်လီတို့ရေမင်္ဂလာပါရှင်9024ရဲ့မှာဘာပါလဲဆိုတာကိုမမေပါဆက်လေးထုံရင်းနဲ့တခါတည်းရိုက်ပြပေးထားဖြစ်ပါတယ်ရှင်မစ်စီမှာဒီလိုဆက်လေးတွေကိုဘယ်လောက်ကနေစပြီးတော့ဝယ်ယူအားပေးလို့ရလဲလို့မိထားတဲ့ customer လေးတွေအတွက်2000ကနေစပြီးတော့2000 3000 5000တသိန်းအစကိုစိတ်ကြိုက်ပေါ့နော်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်ဘာပါလဲလို့မိထားတဲ့ customer လေးတွေအတွက်အခုလိုမျိုးကလစ်ကလေးတွေပါမယ် topping လေးတွေပါမယ်ကလစ်ကကလေးတွေပါမယ် topping လေးတွေပါမယ်ပြီးရင်ကော်ဘူးလေးတွေပါမယ်ပေါ့နော် topping လေးဆိုလို့ရှိရင်လည်း design မတူတာလေးတွေကိုမိထည့်ပေးပါတယ်ရှင်ကလစ်ကလေးဆိုလို့ရှိရင် design လေးမျှပြီးတော့ထည့်ပေးပါတယ်ရန်ကုန်ဆိုလို့ရှိရင်အိမ်ရောက်ငွေချီနဲ့ရပါတယ်ရှင်ကျန်မျိုးနယ်လေးတွေကတော့နေကြပါနဲ့အိမ်ရောက်ရတဲ့မျိုးနယ်လေးဆိုလို့ရှိရင်စရန်9000ကျိုးလှည့်ပြီးကျန်ကိုအိမ်ရောက်ငွေချီနဲ့ရပါတယ်ရှင်ကားဂိတ်တင်ခြင်းတဲ့ customer လေးဆိုလို့ရှိရင်လည်းကားဂိတ်တင်ပေးပါတယ်ဂိတ်တင်ကားလေးက2000 2500ပါရှင်မိဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်